အားလုံးပဲမင်္ဂလာပါရှင်ရုံးကဒီနေ့မှာတော့ရုံးတငယ်ချင်းတယောက်ဝယ်ပေးထားတဲ့ handmade လေးတစ်ခုကို unboxing လုပ်ပြသွားမှာဖြစ်ပါတယ်ရှင်အခုတလောကလေဒီသုံးမွေးထိုးတဲ့နှင်းစီပန်းခြုံပွားလေးလေအရန်ခက်စားနေတယ်အဲ့လေးကိုသဘောကျတော့လိုချင်တာတော့ခြုံပွားအကြီးပေါ့နော်ဒါပေမဲ့တငယ်ချင်းဝယ်ပေးမယ်လို့တော့ပြောပါတယ်ဒါပေမဲ့ဈေးနည်းနည်းများတော့ခါကြတော့သူ့လည်းအားနာနဲ့နှစ်မျိုးရတယ်ပေါ့နော်အဲ့ဒီစားဒီစပွဲတဲ့ပန်းအိုးစိုက်ကလေးကိုမှားထားပါအဲ့မကြည့်ပါဦးအရင်ချစ်ဖို့ကောင်းတယ်သူကလေဒီပန်းအိုးအဲ့ခြုံပွားလိုမျိုးပဲကွာအဲ့လိုမျိုးအဝိုင်းလေးကိုမှခောက်ပြီးတော့ခါကြတော့ဒီပန်းအိုးလေးတွေကိုလိမ့်ထည့်ထားတဲ့ဒီဇိုင်းလေးပေါ့နော်ဒါလေးကိုရုံးက NQT handmade ကနေပြီးတော့မှားထားပါထိုးပေးတဲ့handmade လေးဆိုတော့နည်းနည်းတော့စောင်းအောင်ပေါ့နော်ဒါပေမဲ့ထိုးပေးတဲ့အမကတကယ်စိတ်ရှိတယ်အယောင်လေးတွေဒီလိုလိုချင်တာဟုတ်ရဲ့လားဒီလိုအယောင်ဆက်တာလေးရောအဆင်ပြေရဲ့လားတောက်လျှောက်ညီမလေးခဏလေးတော့စောင့်ပေးအောင်တော့အမချီကုန်သွားလို့ကိုကလည်းရတယ်အမ handmade ဆိုတော့အချိန်ယူကနားလဲပေါ့နော်အမဖြည်းဖြည်းပဲလို့ဆိုပြီးတော့ခါကြပဲကိုကလည်းအဲ့လိုပဲပြောခဲ့ပေါ့နော်အဲ့ဒီတော့ဒါလေးကတော့နောက်ဆုံးထွက်လာတဲ့ result လေးဖြစ်ပါတယ်။ယူကတော့တကယ်ကိုသဘောကျရပါတယ်။ဒါယူက2အိုးမှလိုက်တာပေါ့နော်။အသေး1အိုးရယ်နောက်ပြီးတော့ဒီအကြီး1အိုးရယ်လက်မမေ့သွားလို့မလို့12လက်မစိုက်ရယ်နောက်ထပ်ဘယ်နှလက်မစိုက်ရယ်လဲမသိဘူးအဲ့လိုမျိုးလေးတော့အဲ့လိုမျိုးလေးခောက်ပြီးတော့ခါကြတော့ဒါတော့အရှိလေးလုံမလားလို့လည်းမေးရယ်ယူကဒီတိုင်းပဲပူပူလုံးလုံးလေးပဲ2အိုးလုပ်ပြီးပါဆိုပြီးတော့ပြောလိုက်တာပါ။